Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ပဲပလာတာလေးအိမ်မှာအလွယ်လောက်စားဖြစ်လို့ပလာတာလုံးဝရိုက်တက်စရာမလိုတဲ့ပဲပလာတာအလွယ်ပြုလုပ်နည်းလေးကိုလာမျှရပေးရရှိပါတယ်ဒီနည်းလေးရဆိုလို့ရှိရင်အရန်လွယ်လွယ်ကိုမျက်စမ်းပြီးတော့ရတာကလည်းအရန်ကိုကောင်းပါတယ်ပထမဆုံးဖြူတို့ပဲပလာတာပြုလုပ်ရန်အတွက်ကျုပ်တစ်လုံးကိုဖောက်ထပ်ပေးထားလိုက်ပါမယ်ပြီးရင်တော့တခြားထမင်းစားစွန်းနဲ့တစွန်းစာနဲ့စားလက်ဖက်ရည်စွန်းရဲ့တစ်ပတ်စာလောက်ကိုထည့်ပြီးတော့သမတွားအောင်ပေါ့နော်ဖြူတို့ခဏလောက်ငွေတော့ပေးလိုက်ပါမယ်ရှင်ဖြူတော့ဝင်သွားလိုက်တာအားလုံးသမတွားပြီဆိုလို့ရှိရင်တော့သူ့ရဲ့ကိုနွားနု100 ml နဲ့အရေးဖြောထားပြီးသားထောဘက်ထမင်းစားစွန်းနဲ့သုံးစွန်းစာကိုထည့်ပေးလိုက်ပါတယ်ဒီနေရာမှာထောဘက်မရှိရင်စီကိုသုံးမယ်ဆိုလဲရပါတယ်ရှင်ဒါပေမဲ့ထောဘက်ပါတော့အနက်လေးပုံမှေးပြီးတော့ပိုးဝေးလဲစားလို့ကောင်းတာပေါ့နော်ကဲပြီးရင်တော့ဖြူတို့အားလုံးကိုသမတွားအောင်ပြန်ပြီးတော့မှွေထားပေးလိုက်ပါမယ်ရှင်ဝေသွားလိုက်တာအားလုံးသမတွားပြီဆိုလို့ရှိရင်တော့သူ့ရဲ့ကိုဖြူတို့သုံးနေကြအထွေထွေသုံးကြုံကိုဒီဟိခက်စွန်းကြီးနဲ့လေးစွန်းစာလောက်ကိုထည့်ပြီးလို့ရှိရင်တော့အားလုံးကိုသမတွားအောင်ပြန်ပြီးတော့မှွေထားပေးလိုက်ပါမယ်နော်ဒါဆိုလို့ရှိရင်တော့ဖြိုသုံးထားတာဒီဂျုံကဟိခက်စွန်းမောင်လေးစွန်းစာပေါ့နော်ဖြူတို့မှွေသွားလိုက်တာခုလိုမျိုးလေးလုံးလုံးလေးဖြစ်ပြီးတော့သမနေပြီဆိုလို့ရှိရင်တော့သူ့ကိုအပေါ်ကဖုံးလေးအုပ်ပြီးတော့15မိနစ်လောက်နှက်ထားပေးလိုက်ပါမယ်နော်ဖြူတို့နှက်ထားလိုက်တာ15မိနစ်ပြည့်သွားပြီဆိုလို့ရှိရင်တော့သူ့ကိုပြင်ထုတ်ပြီးတော့နှိပ်နဲ့ပေးထားလိုက်ပါမယ်နော်ဒီမုတ်လုံးမဲ့နေရာလေးကိုလည်းဖြူတို့ကမုံမကတ်ရအောင်ပေါ့နော်ဂျုံလေးဖြူပြီးတော့မုတ်သားလေးတွေချောလာတဲ့အထိပေါ့နော်ခဏလောက်နှိပ်နဲ့ပေးသွားလိုက်ပါမယ်ရှင်ဒီမှာဆိုလို့ရှိရင်တော့ဖြူနှိပ်နဲ့ပေးသွားလိုက်တာ3-4မိနစ်လောက်ရှိပါတယ်ဒီမုတ်သားလေးတွေချောလာတဲ့အထိပေါ့နော်ဒီပလာတာအလုံးလေးတွေကတကယ်လို့ပုံနေရင်တော့မှပေါ့နော်ဖြူတို့တေချာလေးရေခဲတိုင်းထမှာတိမ်ပြီးတော့ကိုစားခြင်းတဲ့ချိန်မှာထုတ်ပြီးတော့လှုပ်စားမယ်ဆိုလဲရတယ်ပေါ့နော်ဘဲပလာတာတစ်ခုတည်းမဟုတ်ပေါ့နော်နောက်ထပ်ကျဥပလာတာတော့ငပြောသေးပလာတာတို့လှုပ်စားမယ်ဆိုလဲရပါတယ်ရှင်ကဲဖြူတို့နှိမ့်နေပေးသွားလိုက်တာအခုလိုမျိုးလေးမုတ်သားလေးကချောလာပြီဆိုလို့ရှိရင်တော့သူ့ကိုလိုအပ်သလောက်အတုံးလေးတွေတုံထားပေးလိုက်ပါမယ်နော်ဒါဆိုလို့ရှိရင်တော့ဖြူလုံးထုတ်လိုက်တာ8လုံးစားရတယ်ပေါ့နော်ဒီနေရာမှာအတုံးကြီးသေးကိုစိတ်ကြိုက်လှီးပေးနိုင်ပါတယ်ရှင်ဖြူကတော့ဒီအလုံးလေးကိုတအားလည်းမကြည့်တအားလည်းမသေးနေထားလေးတွေပဲလုံထားပေးလိုက်ပါတယ်ခုလိုမျိုးလေးပေါ့နော်ဖြူတို့အတုံးလေးတွေတုံပြီးလို့ရှိရင်တော့အလုံးလေးတွေပြန်ပြီးတော့လုံထားပေးလိုက်ပါမယ်နော်ဒါဆိုလို့ရှိရင်တော့ပလာတာတစ်ချက်စာပေါ့နော်ဒီတစ်လုံးမှဆိုလို့ရှိရင်တော့ကဲဖြူတို့အားလုံးကိုလည်းလုံးလုံးပြီးပြီဆိုလို့ရှိရင်တော့သူ့ကိုထောပတ်စီလေးနဲ့တုပ်ထားပေးလိုက်ပါမယ်နော်ဒီထောပတ်စီလေးနဲ့တုပ်ပြီးလို့ရှိရင်တော့ဖြူတို့သူ့ကိုနောက်ထပ်တစ်နာရီလောက်အနည်းဆုံးပေါ့နော်နောက်ထပ်တစ်နာရီလောက်နှက်ထားပေးရမှာဖြစ်ပါတယ်ရှင်တကယ်လို့အချိန်ရှိတယ်ဆိုလို့ရှိရင်ညကလေးကကြိုနှက်ထားမယ်ဆိုလဲရပါတယ်နော်ဖြူကတော့အချိန်သိမရတာနဲ့တစ်နာရီလောက်ပဲနှက်ထားပေးလိုက်ပါတယ်ရှင်အပေါ်ကအဖုံးလေးအုပ်ပြီးတော့ပေါ့နော်တစ်နာရီလောက်နှက်ထားပေးလိုက်ပါတယ်ပလာတာအလုံးလေးတွေကိုနှက်ထားရင်းနဲ့ဖြူကပဲကြော်လေးလာကြော်ပေးထားလိုက်ပါတယ်အရင်ဦးဆုံးအိုးထဲကိုစီထည့်တယ်စီလေးဖူးလာတာနဲ့အယောင်လေးလှအောင်လို့စနစ်မုတ်လေးနင်းငယ်ကိုထည့်ပေးလိုက်ပါတယ်ဒီနေရာမှာစနွေးမုတ်ရောင်ကိုမကြိုက်ဘူးဆိုလို့ရှိရင်မထည့်လည်းရပါတယ်နော်စီလေးပူလာပြီဆိုတာနဲ့ဖြိုကပပလှီထားတဲ့ကြက်သွန်လေး၄လုံးစာလောက်ကိုထည့်ပြီးတော့စီသက်ထားပေးလိုက်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ဒီကြက်သွန်ကြော်လေးနည်းနည်းလေးကျွတ်လာတဲ့အထိကြော်သွားပေးလိုက်ပါတယ်ရှင်ကဲဖြူတို့ကြော်သွားလိုက်တာကြက်တော်ရောင်လေးတွေကလည်းခုလိုမျိုးလေးရဲရဲလေးဖြစ်ပြီပေါ့နော်နည်းနည်းလေးကျွတ်လာပြီဆိုလို့ရှိရင်တော့သူ့ရဲ့ကိုဖြူတို့ပြုတ်ထားပြီးသားပဲပြုတ်လေးကိုထည့်ပေးလိုက်ပါမယ်နော်ဒါကတော့ဖြူစီကဝယ်ခဲ့တဲ့ပြုတ်ထားပြီးသားပဲပြုတ်လေးပဲဖြစ်ပါတယ်ရှင်ထိုင်းကပဲပြုတ်ကကြတော့ညီမပြေကပဲပြုတ်နဲ့မတူဘူးပေါ့နော်အယောင်လေးတွေကခုလိုမျိုးလေးအဝါရောင်လေးပဲရပါတယ်ရှင်ဒီပဲလေးကိုနည်းနည်းလေးခြေပြီးတော့မှွေထားပေးလိုက်ပါတယ်ခဏလောက်မှွေပြီးတာနဲ့သူ့ရဲ့ကိုဖြူကစားလေးနှဲငယ်နဲ့တကြားလေးနှဲငယ်ကိုထည့်ပြီးတော့သမတွားအောင်ပြင်ပြီးတော့မှွေထားပေးလိုက်တခြားကတော့ဖြူဒီမှာထည့်လိုက်တာထမင်းစားစွန်းရဲ့တဝက်စာလောက်ရှိပါတယ်ရှင်ကဲပြီးရင်တော့ဒီပဲလေးတွေခြေတွားအောင်ပေါ့နော်ဖြူတို့ခုလိုမျိုးလေးခြေပြီးတော့မှွေသွားပေးလိုက်ပါမယ်ရှင်မှွေသွားလိုက်တာခုလိုမျိုးလေးအားလုံးနှက်သွားပြီဆိုလို့ရှိရင်တော့ရတာပေါ်ငယ်ငယ်မြည်ချပေးလိုက်ပါမယ်နော်ဖြူကတော့သူ့ရဲ့ကိုတခြားလေးနင်းငယ်ကိုထပ်ပေးထားပါတယ်ဒီနှစ်ခေါက်စလုံးစာဆိုလို့ရှိရင်တော့တခြားထမင်းစားစွန်းရဲ့တဝက်စာလောက်ရှိတယ်ပေါ့နော်ဖြူသုံးထားတာကဲဒီနေ့ဟာလေးဆိုလို့ရှိရင်တော့ဖြူတို့ရဲ့ပဲကြော်လေးရတော့ရပါပြီရှင်ဖြူတို့နှက်ထားတဲ့ပလာတာအလုံးလေးတွေကလည်းရနေပြီဆိုလို့ရှိရင်တော့သူ့ကိုပြင်ထုတ်ပြီးလို့ရှိရင်ခုလိုမျိုးလေးလက်လေးနဲ့ဖိပြီးတော့အပြားပေါက်စံလေးပေါ့နော်လှုပ်ထားပေးလိုက်ပါမယ်ရှင်ဒီမှာဆိုလို့ရှိရင်တော့ပလာတာကိုလုံးဝမရိုက်ပဲနဲ့ပေါ့နော်ဒီတိုင်းလေးပဲလက်လေးနဲ့ဖြတ်ပေးလိုက်ပါတယ်ရှင်ဒီနေ့လေးကတော့ပလာတာရိုက်စရာမလိုတဲ့နေ့လေးပေါ့နော်
မုတ်သားလေးကိုဖြူတို့ပြန့်သွားအောင်ပေါ့နော်ဆွဲဖြတ်ပေးထားလိုက်ပါမယ်ကိုလိုအပ်တဲ့လောက်ပေါ့နော်အပြားကြီးသေးရတော့ကဲဖြူတို့ဆွဲဖြတ်ပေးထားလိုက်တာအခုလိုမျိုးလေးအပြားပုံစံလေးရပြီဆိုလို့ရှိရင်တော့ပလာတာတစ်ချက်စာရပါပြီရှင်ဒီနေ့ဟာဆိုလို့ရှိရင်တော့ရရပေါ့နော်ပြီးရင်တော့ပဲပလာတာလေးစကြောင်ပေးရန်အတွက်အိုးဘူးထဲကိုထောပတ်လေးတစ်ခဲကိုထည့်ပြီးလို့ရှိရင်ဒီထောပတ်လေးပျော်သွားအောင်ပေါ့နော်ခဏလောက်ကြော်ထားပေးလိုက်ပါမယ်ရှင်ကဲဖြူတို့ထောပတ်လေးကလည်းပျော်ပြီးတော့ပေါ့နော်အိုးလေးကလည်းပူလာပြီဆိုလို့ရှိရင်တော့ခဏကဖြူတို့လောက်ထားတဲ့ပလာတာအပြားလေးကိုထည့်ကြော်ပေးထားလိုက်ပါမယ်ပြီးရင်တော့ဖြူတို့ခဏကကြော်ထားပေးတဲ့ပဲကြော်လေးကိုကိုလိုအပ်တဲ့လောက်ထည့်ပြီးလို့ရှိရင်တော့ခုလိုမျိုးလေးဟိုဘက်ဒီဘက်လေးတိမ့်ပြီးတော့ခောက်ထားပေးလိုက်ပါမယ်နော်ခုလိုမျိုးလေးတော့ပုံစံလေးပေါ့နော်ပြီးရင်တော့ဒီတစ်ဖက်မှာဖြူတို့အယောင်လေးရဲမရဲကိုမကြာခဏလှန်ကြည့်ပေးရမှာဖြစ်ပါရဲ့နော်ဒီတစ်ဖက်မှာအယောင်လေးရဲလာပြီဆိုလို့ရှိရင်တော့